MMA လောကမှာအာရှဖိုက်တာတွေရဲ့ခန်းကဏ္ဍဟာတနေ့ထက်တနေ့ပိုမိုတောက်ပလာပါတယ်။အထူးသဖြင့် flyweight တန်းမှာတကမ္ဘာလုံးကစောင့်ကြည့်ရတဲ့လူငယ်ကျယ်ပွင့်နှစ်ယောက်ရှိပါတယ်။တယောက်ကတော့မြန်မာပြည်က The Fearless Joshua Van ဖြစ်ပြီးနောက်တစ်ယောက်ကတော့ဂျပန်ရဲ့ undefeated Tatsuro Taira ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ထိပ်တိုက်တွေ့ဆုံမှုဟာအာရှရဲ့အကောင်းဆုံးကဘယ်သူလဲဆိုတာကိုသက်သေပြမယ်ပွဲဖြစ်လို့ပရိသတ်တွေကအိမ်မက်ပွဲတစ်ပွဲအဖြစ်စောင့်မျှော်ခဲ့ကြတာပါ။ဒါပေမဲ့ဒီအိမ်မက်တရားခဏတာရပ်တန့်သွားခဲ့ရပါတယ်။အားလုံးသိကြတဲ့အတိုင်း UFC 327မှာဒီပွဲကိုမြင်တွေ့ရဖို့အားလုံးပြင်ဆင်ထားခဲ့ကြတာပါ။ဒါပေမဲ့လက်ချင်းရီအတွင်းမှာဂျိုရှာဗန်ရောက်ရှိခဲ့တဲ့မထင်မှတ်ထားတဲ့တရားကြောင့်ပွဲကိုရွှေ့ဆိုင်းလိုက်ရတဲ့ဆိုတဲ့သတင်းဟာပရိသတ်တွေစီမိုးကြိုးပစ်သလိုရောက်ရှိလာခဲ့ပါတယ်။ဂျိုရှာဗန်ဟာခုချိန်မှာခွဲစိတ်မှုတွေကုသမှုတွေလုပ်နေရတယ်လို့သူ့ရဲ့စိတ်သက်ကတော့ပြိုလဲမသွားပဲပိုတန်မာပြီးပြန်လာခဲ့မယ်လို့ကတိပေးထားခဲ့ပါတယ်။ဒါပေမဲ့ပြိုင်ဘက်ဘက်ကရောဘလို့တုံ့ပြန်မလဲ။ဂျပန်ဖိုက်တာတာရန်ဟာပုံမှန်အဖြစ်ရင်ကျေးပြီးအေးဆေးသူတယောက်ပါ။ဒါပေမဲ့အခုတစ်ခါမှတော့သူတော်တော်လေးပောက်ကွဲသွားပုံရပါတယ်။သူကဒါဟာဒုတိယအကြိမ်မြောက်ပွဲပြတ်တာပဲလို့ဆိုပါတယ်။2024တုန်းကလည်းသူတို့နှစ်ယောက်ပွဲတည်ခဲ့ဘူးပေမဲ့တစုံတရာကြောင့်ပြတ်ခဲ့ရပါတယ်။ထာရကတော့ဂျိုရှာဗန်ကိုရှောင်နေတာမဟုတ်ဘူးဆိုတာသိပေမဲ့သူ့ရဲ့စောင့်ဆိုင်းရမှုတွေအတွက်စိတ်ပြတ်နေတာပါ။သူကပြောပါသေးတယ်။ဒီပွဲဟာအာရှရဲ့အစင်တန်းကိုပြရမယ်ပွဲ။ဒါပေမဲ့အခုတော့အားလုံးကစောင့်နေရပြန်ပြီတဲ့။အခြေတင်ဖြစ်စရာရှိဆုံးစကားကတော့ဒီကပတ်ဟာဂျပန်အတွက်ပဲဖြစ်ရမယ်ဆိုတဲ့စကားပါပဲ။ထာရာဟာသူ့ရဲ့နိုင်ငံကုံဆောင်မှုကိုရှင်းရန်တည်ပြီးဂျိုရှာဗန်ကိုလူသိရှင်ကြားစိန်ခေါ်လိုက်တာပါ။မင်းတရားပြောင်းကိုပါဒါပေမဲ့ခပတ်ကိုတော့ငါပဲယူသွားမယ်ဆိုတဲ့အငွေသက်တွေကဒီပွဲကိုပို့ပြီးပူချိန်တက်လာစေနိုင်ပါတယ်။ဒါအားကစားသမားနှစ်ယောက်ရဲ့တိုက်ပွဲတွေမကပဲနိုင်ငံနဲ့နိုင်ငံရဲ့ MMA အားကစားစစ်တမ်းကိုပြိုင်ဆိုင်ရမယ့်ပွဲဖြစ်လာပါပြီ။နိပညာပိုင်းရာကြီးရင်ဂျိုရှာဗန်ဟာမတ်တရထိုးတက်မှုမှာအလွန်လင်းမြတ်ပြီးပြင်းထန်တဲ့လက်သီးချက်တွေရှိပါတယ်။တစ်ဖက်ကထာရာကတော့ဂျပန်ရဲ့နီးစနစ်ကြတဲ့မြေပြင်ချုပ်ကွက်တွေမှာဆရာကြသူပါ။ဒါကြောင့်ဒီပွဲဟာ Striker vs Grappler ပွဲလို့လည်းပြောလို့ရပါတယ်။ဂျိုရှာဗန်အနေနဲ့ဒဏ်ရာကပြန်လာတဲ့အချိန်မှာသူ့ရဲ့အရှိန်အဟုန်ကိုထိန်းထားနိုင်ပါမလား။ထာရာကရောသူ့ရဲ့စိတ်ပြတ်မှုတွေကိုအားဖြည့်ပြောင်းလဲပြီးဂျိုရှာဗန်ကိုအလဲထိုးနိုင်မလားဆိုတာကတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းနေပါတယ်။အခုတော့အားလုံးအတွက်သတင်းကောင်းထွက်လာပါပြီ။ဒီပွဲကို UFC 328မှာမီလ9ရက်နေ့နယူးဂျာစီမှာပြန်လည်ကျင်းပမှာပါ။ဂျိုရှာဗန်အမိမြေမြန်မာပြည်သက်တွေအတွက်ရောသူ့ရဲ့တိတ်ခါအတွက်ပါအကောင်းဆုံးပြင်ဆင်လာမှာသိကြပါတယ်။ထာရာကလည်းသူစကားအတိုင်းခပတ်ကိုဂျပန်ကိုယူသွားမလားမြမသားကောင်ဂျိုရှာဗန်ကပဲတဖီယာလက်ဆိုတဲ့အတိုင်းကြောက်ရွံ့မှုမရှိပဲအနိုင်ယူပြမလားဆိုတော့မီလ9ရက်နေ့မှာအဖြေပေါ်ပါလိမ့်မယ်။ပြည်သက်ကြီးတို့ရောဒီပွဲအတွက်ဘယ်လောက်ထိရင်ခုန်နေကြပြီလဲ။ဂျိုရှာဗန်အတွက်အားပေးစကားတွေကို comment မှာရေးပေးသွားကြပါအောင်ရှင်။